Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မုတ်ပိုင်းတောင်းလုပ်နည်းလေးပါရှင်လူတိုင်းနှိပါကြိုက်တဲ့မုတ်လေးပါမုတ်လုပ်နည်းလေးရလည်းမခက်ပါဘူးเนาะအရင်ဦးဆုံးဆန်မုတ်ပေါင်းအိုးဆန်ချင်းခွက်နဲ့တစ်ခွက်ထည့်ပါတယ်ရှင်ကောက်ညင်မုတ်နှစ်စွန်းထည့်ပါတယ်စားလေးနည်းနည်းထည့်ပါတယ်ရှင်ရေကတော့ပေါင်းအိုးဆန်ချင်းခွက်နဲ့၄ပုံ၃ပုံလောက်ကုန်ပါတယ်ရှင်နည်းနည်းချင်းစီအရင်ဦးဆုံးထည့်ပြီးတော့နယ်ပေးပါမယ်မုံလုံးရေပေါ်လုံးသလိုအနေထားလေးပါရှင်ဒီအနေထားလေးရရင်ရပါပြီရှင်ပြီးရင်ရင်နွေးဆူဆူမှာ6မိနစ်လောက်ပြုတ်လိုက်ပါမယ်ရှင်သူ့ကိုအောက်ကအိုးကတ်တက်လို့ပါပြန်ဆယ်ပြီးခဏအေးခံလိုက်ပါမယ်ရှင်သူ့ကိုပြန်နေပေးပါမယ်ပြီးပိုပြီးနုနုညံ့ညံ့လေးဖြစ်အောင်စီထမင်းစားစုံနဲ့တစ်စုံလောက်ထည့်ပါမယ်ရှင်တမအောင်ပြန်နေပေးပါမယ်ရှင်သေချာလေးဒီလိုမျိုးလေးဆိုရပါပြီရှင်မုတ်ထဲမဲ့ပန်းလေးကိုလည်းစီလေးတုပ်ပေးထားပါရှင်မုံကတော့ကိုကြိုက်တဲ့ပုံစံမျိုးလုပ်လို့ရပါတယ်ရှင်ဒါဘီးလေးနဲ့လုပ်တာပါဘီးတန်တန်လေးမှာအခုလိုမျိုးလေးလုပ်လို့လည်းရပါတယ်လက်လေးနဲ့လိပ်ပြီးတော့အမြောင်းလေးလုပ်ရင်လည်းရပါတယ်ရှင်ရပါပြီရှင်ဒါလေးကပေါင်းဖို့အဆင်သင့်ပါပဲပြီးရင်တော့သူ့ကို25မိနစ်လောက်ပေါင်းပေးပါမယ်ရှင်ရင်သွေးငိတ်လေးနဲ့မုတ်သားလေးကတော့ကျက်သွားပါပြီနှမ်းလေးကိုလည်းလှော်ပြီးထောင်းထားပါတယ်ရှင်ပေါင်းပြီးသားမုတ်ပူနွေးနွေးလေးကိုပဲစီလေးထပ်ပြီးတော့နည်းနည်းဆန်းပေးလိုက်ပါတယ်ရှင်မုတ်လေးကိုနယ်ပေးလိုက်ပါသူ့ကိုတမအောင်လို့နန်းတောင်းလေးဖြူပါမယ်ရှင်အုံးသီးချစ်ကလေးနဲ့မုတ်ပိုင်းတောင်လေးရပါပြီရှင်ဒီလိုမျိုးဆိုရင်တော့ကျေးဇူးပါရှင်